အကျမ်းစီအောင်ရင်ဂျမ်းပင်ဆိုင်တဲ့ချက်ချင်းကြီးပွားခြင်းရင်ဂျင်းပင်ဆိုင်ဆိုတာအဲ့ဒါမင်္ဂလာလောက်တာပဲဘုရားဘာသာဆိုရင်အဲ့ဒါတွေကိုမယုံရဘူးတဲ့ယုံခြင်းကြောင့်လည်းဘာအကျိုးရှိဘာအကျိုးမရှိဂျမ်းပင်ဆိုင်ရင်တော့ဆုပ်လို့တော့ရမှာပဲဂျမ်းခုတ်ဆုပ်လို့တော့ရအဲ့ဒီအကျိုးတော့ရမှာပဲအကျမ်းစီအောင်မြင်မှုကလည်းမဆိုင်ဘူးဂျမ်းနဲ့နော်ဂျင်းပင်ဆိုင်ရင်စားလို့ရမယ်ဆက်မယ်ဒါပဲချက်ချင်းဆိုတာမဖြစ်ဘူးနော်ချက်ချင်းဖြစ်ခြင်းချက်ချင်းဖြစ်တဲ့အကြောင်းတရားတွေရှိအောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့အကြောင်းတရားတွေရှိနော်အဲ့ဒါလို့ကြံ့ချာမှာဆိုလို့ဂျာပန်ကိုဘုရားမလှူဘူးတဲ့ကောရမမြတ်စွာဘုရားအလောင်းဟာဂျာပန်လှူပြီးတော့သူကလေးသိခြင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်တာပဲလေဂျာပန်လူရနဲ့ကြားတယ်ဆိုတာကြာဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ပြောတာဗမာပြည်မှာသာကြာဆိုတာခေါ်တာအင်္ဂလိပ်လိုကျတော့ lotus လောလောလတ်လတ်တောင်ရတယ်ဦးမကြာတဲ့အပြင်အဲ့တော့ဗမာစကားလေးတွေကြည့်ပြီးတော့ရှောက်ပြောကြတဲ့သဘောတွေဖြစ်တယ်တနည်းအားဖြင့်ပဲလက်ကြက်ထားတွေရှိတယ်မဟုတ်လားကြားလိုက်ကြတာမဟုတ်လားနော် blue moon နဲ့ blood moon နဲ့ဆိုပြီးပြောနေကြတယ်ဗမာပြည်တပြည်တည်းမှာဒီလကပိုင်ဆိုင်တာမှမဟုတ်တာဘာဖြစ်လို့ဗမာပြည်ကလူတွေဖြစ်ရမှာလဲနော်စဉ်းစားကြည့်ပါဒီလက်ချက်ထန်တဲ့ဗမာပြည်မှာဘာဖြစ်ရမှာလဲဘာဖြစ်ဟိုကောသလမင်းကြီးအိမ်မက်တာကအိန္ဒိယမှာမက်တာဖြစ်ချင်းဖြစ်အိန္ဒိယနိုင်ငံမှာဖြစ်မှာဗမာပြည်မဖြစ်ဘူးဗမာလူမျိုးနဲ့မဆိုင်ဘူးလေဒါတွေကဒါပေမဲ့လူတွေကမစီမဆိုင်စွဲပြီးတော့တခါတည်းဟာလက်ချက်တာလက်ချက်တာလက်ကျန်ရင်ဘာဖြစ်မှာတော့ညာဖြစ်မှာတော့ပြောတာလေဟုတ်ထင်ပြီးတော့ရှောက်တွေးနေကြကိုယ်တနိုင်ငံနဲ့ချက်တာမှမဟုတ်တာလာဆိုတာကဘာကပိုင်တာပဲလေလာကဘာအောက်မှာရှိတဲ့လူတိုင်းအကုန်မြင်ရအဲ့တော့ဒါတွေကလက်ခံနိုင်စရာအကြောင်းမရှိပါဘူးလက်ခံနိုင်စရာအကြောင်း